အခုမိန်းကလေးတွေဘယ်လိုနေကြလဲဒါမင်းတို့ဒီမှာနေကြတော့သူတော်ကောင်းဝင်းကျင်ဆိုတော့မင်းတို့ရေကြီးရတဲ့နေမျိုးနေရတယ်ပေါ့ဂျပန်ရောက်လို့တစ်တော်ဆိုရင်ဘယ်လိုလာမလဲမသိဘူးနော်တခြားတစ်တော်ဆော့နေတဲ့နေရာတွေဘယ်လိုနေလဲမသိဘူးတစ်တော်ကမိန်းကလေးတွေ10ယောက်ဆိုရင်9ယောက်လောက်ကမလုပ်ပြဟိုလေမင်းတို့တော့ဝါနာပါလဲကောင်းနေနော်ဟုတ်ပြီဒါတွေတွေ့နေရနော်ဆိုနေရာတိုင်းမှာပေါ့တချို့ဆိုရင်ဖုန်းစဉ်းစားတယ်အဲ့ဒါဆိုရင်သူတို့မိဘတွေဘယ်လိုကြည့်နေလဲမသိဘူးနော်စဉ်းစားကြည့်တယ်ပါမိဘနေရာမှာအမေဆိုတော့ထားလိုက်ပါတော့အဖေမရှိဘူးလားမသိဘူးလူသမီးတွေဒီလိုလုပ်တယ်စဉ်းစားစရာမကောင်းဘူးလားမှန်ပါဗျာအဲကြောင့်ဒါတို့သမီးတို့ပေါ်တဲ့အရာကဈေးကြီးလားဈေးနည်းလားဈေးနည်းပါဗျာအမြဲတမ်းမြင်နေရတယ်ဟာရိုးမသွားဘူးလားမှန်ပါဗျာမင်းတို့တန်ဖိုးရှိအောင်မနေတာဟုတ်လားကိုတန်ဖိုးကိုချနေတာနော်အိန္ဒြေရတဲ့သူကယောက်ျားကောင်းတယ်ပဲရမှာပေါ့လိက္ခာရှိတဲ့အမျိုးသားမိဘကောင်းတယ်ပဲရမှာပေါ့ဘာလို့မိန်းကလေးတွေလည်းအိန္ဒြေမရှိတော့ဘူးယောက်ျားတွေလည်းလိက္ခာမရှိတော့ဘူးဘုရားဘာသာနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုဆိုရယ်ဘာမှမရှိတော့ Buddhist culture ဘုရားအဆုံးအမရယဉ်ကျေးသိမ်မွေ့ရမယ်မြန်မာတွေရဲ့ယုံကြည်မှုရ tradition အမျိုးသမီးကောင်းတွေမိမမြင့်စင်ယဟန်တဲ့အိန္ဒိယပုဂ္ဂိုလ်၄ယောက်ဘယ်နှယောက်တော့မိမတဲ့မျိုးသမီးတွေကအိန္ဒိယအမေသွားတာလာစားတာတော့ရီတာဟေးလင်ခေါ်တဲ့ပုံစံမရအောင်ဒါဟောပြောတာအခုကလင်ခေါ်တဲ့ပုံစံရင်းနေတာလေနော်ကိုယ်ရရှိရင်အတန်စူးစူးဝါးကြီးနဲ့ကြီးစကားကိုသိကြဲကြဲမပြောအဲစကားကြဲတဲ့အမျိုးသမီးတောင်ကောင်းဟုတ်လားရတသတိထားမင်းနဲ့ရှင်မင်းဗျာမတာသွားလို့လာလို့မရအောင်နေလို့ထိုင်လို့မရအောင်အိန္ဒြေရာသအိန္ဒြေဆိုအိန္ဒြေပြအောင်ပြောလို့ဆိုလို့မရဘူးအဲအိန္ဒြေမရတဲ့ဘေးတွေကြတော့ပြည်သူတွေကမကြည်ညိုဘူးလေအမင်းတို့တွေ့နေကြတာနော်ဆိုအိန္ဒြေရဖို့အရေးကြီးလားမရှိဘူးလားအိန္ဒြေနဲ့မင်းနဲ့ဒီလိုနေရတာနော်မိမမြင်မင်းပြီးတော့ကဆင်ရှင်မင်းစီးတဲ့စီးတော့ဆင်ကျန်တဲ့ဆင်နဲ့မတူအိန္ဒြေရသွားဒီစင်ကြီးကမင်းစည်းတဲ့စင်ဆိုတာကာကျိုးတန်စာတွေနဲ့ဆင်းပြီးကြာကြာနာနာသွားအဲ့လိုမျိုး train ပေးတာအဲ့ဒီစင်ကြီးကအရက်ထဲမှာရှိတဲ့အသားမဆင်တွေနဲ့မတူဘယံမတာသွားလို့မရအောင်အဲ့ဒါဆိုရှင်မြင်းကြီးရဲ့အိန္ဒြေပါတိကြိုက်ယဟန်လည်းအိန္ဒြေရအခုတော့ဘုန်းကြီးတွေကလည်းလူတွေလိုပဲတစ်တော်ဆိုတာတစ်တော်မှာပညာရေးပေးတာမဟုတ်ဘူးတရားဟောတာမဟုတ်ဘူးလူတွေလိုပဲမနေ့လည်းဘုန်းကြီးတွေတွေ့တယ်အဲ့ဒီလုံးနေကြအောင်ဆိုတော့အေးအဲ့ဒါကြီးပေါ့ကွာမကောင်းမအောင်ပြောရရင်နော်ဆိုတော့ဘုံမောတော့ရှက်တယ်အဲ့ဒါမျိုးတွေမလုပ်သေးချင်အဖိုးကြီးတွေကလည်းတို့တဲ့အတူတူပဲဟာလို့တန်းကြည့်ခံလူတွေကလေအတူတူပဲဟာသူတန်းကြည့်ခံအဲ့ဒါကကိုပြောလိုက်တဲ့ကျန်တဲ့ဘုန်းကြီးတွေဟာဒီကိုတော်တွေနဲ့ဒီကိုတော်နဲ့အတူတူပဲလို့ပြောခါအခုမှသူတို့ဘာတလုံးမှမသိသေးဘူးခုမှဝက်လိုက်ကြတဲ့ကိုတော်တွေဒါပေမဲ့ဘုန်းကြီးလို့မြင်တဲ့အကုန်မြင်လို့သွားအောင်လားဟုတ်လားအဲ့ဒါမင်းတို့ကအရှိရကိုတော်နဲ့ဘုန်းနဲ့ဒီနဲ့အတူတူရှင်းထိုင်ဘာကွာတော့ပုံစံဘာမှမကွာဘူးနော်ဒါပေမဲ့လုံရဲ့အတွေ့အကြုံရဲ့ဖြစ်ကျင်ထားတဲ့အလေးကျင့်ကောင်းတွေရဲ့တူလားအဒီကိုတော်သဘာအနေထိုင်မလက်တာနဲ့ဘုန်းကြီးတွေမင်းတို့ချတယ်မမြင်ဘူးလားမင်းတို့လို့အနေမများဘူးလားများပါတယ်ဗျာသိထားဘူးနော်ဟုတ်လားနော်အေးအဲ့ဒါတွေကိုသိထားဘူးအိန္ဒိယမဲ့ပုဂ္ဂိုလ်ဘယ်နှယောက်တော့4ယောက်3ယောက်3ယောက်5ယောက်4ယောက်ဟာငါပြောနေတော့4ယောက်ပါဆိုမှဘာတွေတော့မိမမင်းစင်ယဟန်အဲ့ဒီပုဂ္ဂိုလ်ဘာလို့အဲ့ဒီ4ယောက်ဟာအိန္ဒိယရင်တန်ဖိုးရှိအိန္ဒိယကြီးတော့တန်ဖိုးကြီးတယ်အိန္ဒိယမရရင်တန်ဖိုးမရှိတော့ဒါပဲမင်းတို့နော်လင်္ကာသားကောင်းလို့ချင်းအခုနေရအိန္ဒိယအောင်နေရကိုငငယ်တော့တယန်းခဲ့တဲ့ဟာတွေကြည့်လာတော့ကိုသားသမီးတွေပြန်ပြန်ဘယ်လောက်ရှက်စရာကောအင်တာနက်ခေတ်မှာအကုန်သိထားလို့ရငယ်ကျိုးငယ်တာတွေအကုန်ပေါ်လို့ရမရဘူးလား digital brand ရှိရဘယ်ကလေးတင်တဲ့တော့ branded personal brand တစ်ခုဘယ်လိုဒီစောက်မလဲတင်ခဲ့တယ်ထားလိုက်တော့ digital brand social brand ဆိုတာရှိတယ် social မှာမင်းတို့ဘာတွေကြည့်နေလဲဘာတွေတင်းနေလဲဘယ်လိုသုံးနေလဲအဲ့ဒါမင်းတို့ brand ပဲအဲ့ social brand ကအိုးလောကတဲ့နှစ်ပေါင်းများစွာဟာပြန်သိလို့ရတယ်နော်အံ့ဩစရာကောင်းတဲ့နေပညာတွေကကြောက်စရာကောင်းနော်ကြောက်စရာလည်းကောင်းအကျိုးလည်းများသလိုကြောက်စရာလည်းကောင်း
ဒါကြောင့်ယဉ်ကျေးမှုဆိုတဲ့နေရာမှာလူဖွဲ့သည့်တရားကလက်ခံထားတဲ့ idea အတွေးခေါ်တွေယုံကြည်မှုတွေဒီလေးထုံးစံစင်လာတွေအဲ့ဒါတွေအားလုံးဘာလို့ခေါ်ယဉ်ကျေးမှုလို့ခေါ်တယ်ဒါချက်ပြောရင်ချက်ပြောတော့အခြေကြီးပေါ့ကွာဟုတ်လား